ရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ်ဆေးကဒီဆေးပါပဲခင်ဗျာ Novet Veda 100 မီလီလီတာလျင်ပါဝင်သောပစ္စည်းများဗီတာမင် A ဗီတာမင် D3 ဗီတာမင် E အသုံးပြုရမည့်အခြေအနေများဗီတာမင် A D3 နှင့် E ချို့တဲ့မှုများအားကာကွယ်ကုသရန်ယောဂများနှင့်ကပ်ပါးပိုးများကူးစက်ခြင်းမှခုခံအားတက်စေရန်ကြီးထွားနှုန်းကိုမြင့်တင်ပေးရန်ကြီးထွားမှုနေခြင်းနှင့်မျိုးမအောင်ခြင်းတို့ကိုကာကွယ်ရန်အတွက်အသုံးပြုနိုင်သည်အသုံးပြုနည်းနှင့်ပမာဏကြွက်သားထဲသို့ထိုးသွင်းရန်ဝက်ပေါက်ခွေးကြောင်တစ်ကောင်လျင်ဆေး1မီလီလီတာမှ2မီလီလီတာအထိအသုံးပြုနိုင်သည်ဝက်ကြီးနွားကလေးစိတ်သို့တစ်ကောင်လျင်ဆေး3မီလီလီတာမှ4မီလီလီတာအထိအသုံးပြုနိုင်သည်မျိုးဝက်မှနွားမြင်းတစ်ကောင်လျင်ဆေး5မီလီလီတာမှ10မီလီလီတာအထိအသုံးပြုနိုင်သည်ကြွက်သားနှဆိုင်သောနေရာသို့ထိုးသွင်းပါတစ်ပတ်တစ်ကြိမ်သို့မဟုတ်နှစ်ပတ်တစ်ကြိမ်ထပ်မံထိုးသွင်းနိုင်သည်ပါးစပ်မှတိုက်ကျွေးရန်တိရစ္ဆာန်များနှင့်ကြက်များအတွက်ရေဘူးရပမာဏရေ10လီတာလျင်ဆေး1မီလီလီတာနှုန်းဖြင့်နေ့စဉ်တိုက်ကျွေးခြင်းသို့မဟုတ်ရေ1လီတာလျင်ဆေး2မီလီလီတာနှုန်းဖြင့်နှစ်ပတ်တစ်ကြိမ်တိုက်ကျွေးနိုင်သည်သတိထားရန်အချက်များတွဲဖက်အသုံးပြုနိုင်သောဆေးများဤဆေးသည်ဗီတာမင်ဖြည့်စွက်ဆေးတစ်မျိုးဖြစ်သောကြောင့်အခြားသောဖြည့်စွက်စာများအားဆေးများတန်ချဆေးများပရိဇီဝဆေးများစသည်တို့နှင့်ရေဘူးရအားဖြင့်တွဲဖက်အသုံးပြုနိုင်ပါသည်ဆေးအသုံးပြုမည်ဆိုပါကဆရာဝန်သို့မဟုတ်ကျွမ်းကျင်တိရစ္ဆာန်ဆေးကုဆရာဝန်၏ညွှန်ကြားချက်ဖြင့်အသုံးပြုရန်အထူးအကြံပြုအပ်ပါသည်တွဲဖက်အသုံးမပြုသင့်သောဆေးများဤဆေးနှင့်ဓာတ်ပြုနိုင်သည့်ဆေးဝါးများအကြောင်းအတိအကျသိရှိရန်မှာခက်ခဲပါသည်သို့သောဗီတာမင် A D3 E တို့ကိုဆေးအလွန်ကြုံသုံးနေပါကအဆိပ်တောက်ဖြစ်စေနိုင်သောကြောင့်အခြားသောဆေးဗီတာမင် A D3 E ပါဝင်သည့်ဆေးများနှင့်တွဲဖက်မသုံးစွဲသင့်ပါဓာတ်မတည့်မှုများဤဆေး၏ပစ္စည်းများနှင့်ဓာတ်မတည့်သည့်တိရစ္ဆာန်များတွင်အသုံးမပြုသင့်ပါဓာတ်မတည့်မှုလက္ခဏာများမှာအင်ပြင်ထခြင်းအရေပြားရရန်ခြင်းဆေးထိုးသည့်နေရာတွင်ရောင်ရမ်းခြင်းအသက်ရှူကျက်ခြင်းစသည်တို့ဖြစ်ပေါ်တတ်ပါသည်အရေးကြီးအကြံပြုချက်ဤဆေးကိုမိမိတိရစ္ဆာန်၏ကျန်းမာရေးအခြေအနေနှင့်ကိုက်ညီမှုရှိမရှိသိရှိရန်လိုအပ်ပါသည်ဆေးအသစ်စတင်အသုံးပြုသည့်အခါတိရစ္ဆာန်၏တုံ့ပြန်မှုကိုစောင့်ကြည့်ပါတိမ်စင်းနှင့်6တွေ့သောနေရာတွင်သိမ်းဆည်းပါနေအောင်တိုက်ရိုက်မထိပါစေနှင့်မွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာ Mac တနိုင်တစ်ပိုင်းဝက်မွေးမြူရေးညီကိုများကြိုက်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ